ခုဆိုရင်ပြူစောထီးတွေဆိုပြီးတော့မဖြစ်မနေမဖွဲ့မနေရပြည်သူစစ်ဆိုပြီးတော့တနိုင်ငံလုံးအတင်းကျပ်ဖွဲ့ခိုင်းနေတဲ့အချိန်ဖြစ်တော့ခင်ဗျားတို့လည်းကိုယ်ခင်မွန်ရှိကိုပြန်လှည့်လိုက်လို့ရောက်ရင် အားလုံးပဲမင်္ဂလာပါຫນွေမြန်မာနယူးချန်နေမှာကြိုဆိုပါတယ်ຫນွေမြန်မာနယူးချန်နေဟာဆိုရင်နေ့စဉ်ຫນွေဥတော်လိုက်ရေးနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ຫນွေမြန်မာနယူးချန်နေကိုစခိုက်လေးလုပ်ပေးပြီးအသည့်တင်တိုင်းသိရအောင်ဘေးနာကနိုဒီခေါလောလေးကိုပါနှိပ်ပေးခဲ့ပါနော်ချီရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ် ပြည်သူကိုပြန်တတ်ခိုင်းပါလို့ကျွန်တော်တို့ပြည်သူကိုတတ်ဖို့ခင်ဗျားတို့ကကြောက်ကြောက်လန့်လန့်နဲ့တာဝန်ဆက်ယူရမှာပဲစစ်သားရဲ့မိမဖြစ်နေတာကိုဒီတော့ပြည်သူကိုတတ်ဖို့အတင်းတာဝန်ပေးခံရတယ်ညင်းမှာမဟုတ်ပဲပြည်သူကိုပြန်တတ်ဖို့တနက်ကင်မဲ့တနက်ကင်ဖို့ဆုံးဖြတ်ထားနိုင်ပွဲရှိတဲ့နန်းစီဒီယန်မှုလို့ကျွန်တော်တို့ကခိတထိန်းသိမ်းထားတာဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ချိန်ချိန်တော်လိုင်းပြီးတော့တဲ့ဒီနေ့မှာတော့ကိုမိသားစုနဲ့ကိုပြန်ဆောင်ရမှာပါကျွန်တော်အားပေးခဲ့ပါတယ်အဲ့ဒီကCDM ဆရာမတယောက်ကကတော့ငိုကြီးချက်မှနဲ့ပြောရှာပါတယ်တယောက်ကြားလည်းပဲစစ်သားပေါ့နော်ဒါပေမဲ့ဖီဆန်လို့ခိုင်းတာမလုပ်လို့ဖမ်းခံထားပြီးအချုပ်ထဲမှာပါတဲ့တယောက်ကြားလည်းပဲပေါ့နော်စစ်သားတော့စစ်သားမရပါပဲတဲ့တယောက်ကြားလည်းပဲအထက်မိတ်နေဖီဆန်လို့အခုသူနောက်ဆုံးဆက်သူတို့သိရှိရတယ်နဲ့တူပါတယ်ဘလို့သိလဲတော့မသိဘူးပေါ့နော်သူယောက်ကြားလည်းအဖမ်းခံထားလို့ကြားပါတယ်တဲ့ဆိုတော့အားလုံးဟာဖျို့ဖျဲပြိုလဲပစ္စည်းမင်းအွန်လိုင်းရဲ့မှားယွင်းတဲ့ဆောင်ရွက်ချက်တွေကြောင့်နိုင်ငံသားတိုင်းဟာဒုက္ခကြီးကြီးတွေကြုံနေကြရပါတယ်ဒီကြားထဲမှာပဲနောက်ပိုင်းမှာသုံးဖွဲ့ကပြည့်ရက်လိုက်တယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တချို့သောသူတွေကအားသွားပြီးကတော်လိုင်းကြီးနေထိတန်သွားပြီးအရင်လိုပဲအပြည့်ရက်ပြီးတော့ဒီလိုပဲသွားတော့မှာပါစသဖြင့်ပုံဖမ်းလာတာပြောဆိုလာတာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီပြောဆိုချက်တွေလွဲချော်နေတယ်လို့ကျွန်တော်သုံးသပ်တွေ့ရှိပါတယ်နောက်ပိုင်းမှာအဖွဲ့ရဲ့စတီကလေးကသုံးလာတဲ့မဟာဗျူဟာတွေနီးဗျူဟာတွေကလွန်ဆောင်မှပါးနှက်သိမ့်မွေ့ပြီးပြီးရကြစ်လက်လွန်ပါတယ်အမျော်မြင်လဲကြီးတယ်လို့သူဒေတာသူပြည်သူတွေရဲ့အကျိုးစီးပွားကိုထိခိုက်မှုအ ਨੇ ဆုံးနဲ့သူတို့လိုလားတဲ့ကိုပိုင်လွတ်လပ်ခွင့်သူတို့ပြည်နယ်တွေကိုပိုင်အုပ်ချုပ်ခွင့်တွေရရှိလာဖို့အတွက်နောက်အားလုံးအတွက်ဘုံရည်မှန်းချက်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုစနစ်တည်ဆောက်နိုင်ရေးအတွက်ဖက်စစ်အာဏာရှင်စနစ်ဖြိုဖျက်ရေးအတွက်ဒီအတွက်ကိုတော့သူတို့စမ်းစမ်းတမန်ဆက်လက်ဆောင်ရွက်နေတယ်တော့ကျွန်တော်သိရှိရပါတယ်အဲ့တော့အပြည့်ရက်သွားတော့ဘာဖြစ်တယ်လဲအဲ့ဒီဒေသတွေမှာရှိတဲ့ပြည်သူတွေကိုရဲဆက်ဆက်ဘုံကျဲနေတာတွေကိုသူတို့ကာကွယ်သွားနိုင်တော့ပြည်သူထိခိုက်မှုနေတာပေါ့ဒါပေမဲ့ကျွန်တော်တို့စစ်တပ်ထဲမှာရှိစဉ်ကပြောလေစကားရှိပါတယ်ဖက်ထိတ်သွားလို့တဲ့အခါမှာဖက်ထိတ်ဆိုတာလောအားပေးပေါ့အလကားနေဖက်ထိတ်တွေခိုင်းနေဆိုဖက်ထိတ်သွားလို့တဲ့အခါမှာနီးပြဖြစ်တဲ့သူကဘာပြောသလဲဆိုတော့ဟေးမင်းတို့တင်းနှန်းသားတို့လူနားရင်နာပေါတူးမနာစေနဲ့ပေါတူးကတော့နားလို့မရဘူးလူလဲသွားတယ်ပေါ့ပေါတူးတယောက်ပေါက်တယ်လူညောင်းသွားလားခဏနာပေါတူးကတော့နောက်တယောက်ကဆက်ကင်ပြီးမြေကြီးကိုပေါက်အောင်အဲ့တော့လူနားရင်နာပေါတူးမနာစေနဲ့ဆိုတဲ့စကားအတိုင်းပဲအခုတော်လိုင်းရေးမှာလည်းပဲတချို့တော့ပင်ပန်းသွားတဲ့တပ်ဖွဲ့တွေလူပုဂ္ဂိုလ်တွေစစ်တီတော်တွေသူတော်ရဲကောင်းသူတော်စင်စိတ်နဲ့သူရဲကောင်းအလုပ်ကိုလုပ်ခဲ့ကြတဲ့ပြည်သူစစ်သားတော်လိုင်းတပ်သားကောင်းတွေခိတနားရင်နားပါဒါပေမဲ့ပေါတူးနားလို့တော့မဖြစ်ဘူးပေါတူးတွေကိုအလျံအစောတလင်လိုအပ်နေတဲ့ဒေသတွေရှိရောက်အောင်ပြပို့ပြီးတော့ဖက်စစ်မိစ္ဆာတို့ရဲ့အမြင့်ငုတ်တွေကိုခုတ်ထွင်ရှင်းလင်းဖို့ဆက်လက်ကြိုးပမ်းကြရမှာဖြစ်ပါတယ်တိကျတာတော့မင်းအောင်လှိုင်ဟာနောက်ပိုင်းမှာမိအဖွဲ့ကိုအပြည့်ရက်ဆိုတဲ့စကားနဲ့တန်းမိမဲ့သူ့အောက်ရှေ့ရတပ်ဖွဲ့တွေကြားထဲမှာလည်းသူမထိန်နိုင်ပါပဲဟိုဗိုလ်မှူးချုပ်6ယောက်ကိုဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက်သူတို့ရဲ့ sample ဥပမာကိုကြည့်ပြီးကြံသောဗိုလ်ချုပ်တွေလည်းပဲမျက်ခုံးလှုပ်နေတယ်။ဘာကြောင့်လဲဆိုတော့ရေဘူးပေါက်တာမလို့ခြင်းရေပါတာပဲလိုချင်တယ်ဆိုပြီးစွတ်ခိုင်းတတ်ဖို့တခုပဲတည်တဲ့ဖက်စစ်အာဏာရှင်တွေကြောင့်သူတို့ဟာစုပ်လဲစုစားလဲယူရှေ့မှာတောင်ကုန်နောက်မှာခုံယုံဒီထက်ပိုဆိုးတာကပြည်သူရဲ့တစားပိုဆိုးလာတဲ့အမုန်းတွေကိုသူတို့ဘလို့နီးနဲ့မှနှလုံးသားကလက်မခံနိုင်တော့တာဖြစ်ပါတယ်။မင်းအောင်လှိုင်ကတော့ဒူဘေးဒါဘေးခံတဲ့ငဖဲတီဆောက်ရှက်ဆိုတာတစ်စက်မှမရှိတဲ့တတ်တော်မို့လို့သူကတော့ပြည်သူအမုန်းလဲကျူးဆိုင်မှာမဟုတ်ဘူး။တမိုင်းမှာညီကုန်းဘလို့ချုပ်သူတက်မှာမဟုတ်ဘူး။သူဟာမယူရဲဆန်ယူသွတ်သွားတဲ့အာဏာရှင်တယောက်ဖြစ်သွားပြီမို့လို့ဖြစ်တယ်။ယူသွတ်သွားတဲ့အာဏာရှင်ဆိုတာသူအာဏာထက်ဖို့အာဏာခိုင်ဖို့အာဏာမြဲဖို့ကလွဲလို့ဘာမှသူမစင်စားတော့အဲ့တော့သူတူတယောက်ကောင်းဖို့ရောက်သူကြီးတယောက်ကောင်းဖို့ရောက်သူတဒတ်မှာပြက်လင်္ကာသာဓမ္မတာဒီလို့စာဆိုချိုးရတော့မလို့ပါပဲ
ဒီမင်းအောင်လိုင်းနဲ့လူတစုကောင်းမှုအတွက်တက်လုံးမိသားစုတွေအကုန်လုံးသူ့ရဲ့မျိုးဆက်တွေအကုန်လုံးပျက်စီးရတယ်ဆိုတဲ့အနေထားဟာလူဆန်တဲ့နှလုံးသားနဲ့စဉ်းစားတတ်တဲ့အုံနောက်ရှိသူများအတွက်ကတော့လက်ခံနိုင်ပွဲအကြောင်းမရှိပါဘူးအဲ့တော့ဗိုလ်မှူးချုပ်တွေ level လာမှလည်းအခုဆိုဖြုတ်ထုတ်တတ်ဘလောက်ဖြုတ်ထုတ်တတ်လဲဆိုတော့လာအိုပို့လိုက်တဲ့မြတ်သက်ဦးသူပြန်ခေါ်ပြီးတော့ထောင်ဆယ်နှစ်ချလိုက်တယ်သူ့မှာဘာမှစီမံချက်မရှိတော့ဘူးဒီကောင်ဖမ်းလိုက်ကွာချဖမ်းထောင်ချလိုက်ကွာဟုတ်အောင်ဖမ်းကွာထောင်ချလိုက်ကွာကျွန်တော်လည်းနောက်ဆုံးသိရတဲ့အခြေအနေကကဆတ်တမှုတယောက်ကတတ်မှမှုတယောက်ကိုချက်ချင်းအချုပ်ထဲထည့်ခိုင်းတယ်ဆိုတော့ဖြစ်စဉ်မျိုးတိကျွန်တော်ကြားရတယ်အရင်တော့ပေါ့အရင်တော့လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကဆိုတော့တတ်မှမှုဆိုတာလည်းချက်ချင်းအခုတတ်မှမှုဆိုပြီးဘိုးချုပ်ကဘာညာဆိုပြီးမော်ကြွားပြည်သူစော်ကားနေနိုင်မယ်အချိန်မျိုးသူလည်းစော်တကောကားတကားနဲ့အချုပ်ခန်းထဲမှာကာယဖြစ်သွားနိုင်တဲ့သဘောရှိတယ်ဆိုတော့အခုမြတ်တဲ့ဦးကိုလာအိုကနေပြီးတော့ DSA 38ရှင်းမြတ်တဲ့ဦးကိုလာအိုကနေပြန်ခေါ်လိုက်တဲ့အမှတ်နဲ့ထောင်စနစ်ချလိုက်တယ်ဘာလို့လဲအရင်မေလ်ဘွန်တိုင်းမှုနဲ့သူနဲ့ဆက်ဆက်နေတဲ့အမှုတွေရှိလို့ဆိုတော့38ကပုံကိုယ်တွေအခုဆိုရင်ထောင်နှန်းဆန်ရတာ2ယောက်3ယောက်ရှိလာပြီပေါ့38ဆိုတာ DSA 38ကအဲ့တော့39ကလှမိုးကျွန်တော်တပတ်စင်နဲ့ကျွန်တော်တခွဲတက်စုတဲ့ကျွန်တော်နဲ့ဂရင်ချင်းရင်ကရဲ့သူ့ကိုမျောလင့်ခဲ့ပါသေးတယ်ပြည်သူ့ဘက်ကိုဗပြောင်းပြီးကူးပြောင်းလာလိမ့်မလားလို့မျောလင့်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီကောင်သမိုင်းစုံနဲ့သွားပြီသူလည်းပဲသူလာကိုတန်မတ်ယာယီပို့လွတ်ခံရပြီမဲ့ဘယ်ချိန်ပြန်ခေါ်ထောင်နဲ့ထည့်မလဲတော့မသိဘူးဆိုတော့မင်းအွန်လိုင်းဟာယူသွတ်တဲ့လောက်ရက်တွေနဲ့ဗယံပဒါစီမံခန့်ခွဲမှုတွေကိုပြုလုပ်ပြီးတော့ဟိုကောင်ဘုံကျဖြုတ်လိုက်ဒီကောင်တင်လိုက်ဘုံကျပေးလိုက်ဒီကောင်ဖြုတ်လိုက်ထောင်ချလိုက်စသဖြင့်လက်တန်းထိုးနော်အယူချီပန်းစီမံခန့်ခွဲမှုတွေအောက်မှာအောက်ခြေကစစ်တီတွေကတော့တယောက်ပြီးတယောက်သေတဒက်ပြီးတဒက်ကြာဆုံး view have like လက်နက်တွေချတက်မလိုက်စွန့်ခွာထွက်ပြေးအခုဆိုရင် စစ်စင် G1 ကအစသူ့တက်ကိုခေါ်ပြီးတောကိုထွက်ရှောင်ဖက်စစ်အာဏာရှင်တွေကိုပြန်လည်ပုံကံဖို့ဆောင်ရွက်နေတာတွေတွေ့ရှိလာတယ်ပုံကံမှုတွေစတင်ဖြစ်ပေါ်လာဖြစ်တယ်အဲ့တော့ဒီကြားထဲမှာပဲကျွန်တော်ထပ်ပြီးတော့လေးစားစားအတိပေးနေတာကပြီးခဲ့တဲ့ရက်ပိုင်းကသတင်းမီဒီယာတွေမှာပါလာတဲ့ဟိုပန်မြို့တို့နော်ဟိုပန်မြို့နဲ့ပတ်သက်ပြီးတော့ဗောနော်သတင်းမီဒီယာမှာတင်လာတဲ့အချက်ကိုကျွန်တော်ပြန်ကြားသိရတာဗောနော်ဝါခေါင်းဆောင်တွေနဲ့နီးစပ်တဲ့လူတွေရှိကနေကျွန်တော်ကိုပြန်လန်းပြောပေးတာကတော့သတင်းမီဒီယာမှာဖော်ပြသလိုဗောမဟာမိတ်၃ဘွဲ့ကတိမ့်ပိုက်ပြီးတော့ဝတ်တပ်ဖွဲ့ကိုလွှဲပြောင်းပေးလိုက်တာမျိုးမဟုတ်ဘူးတဲ့နော်ဒါအတိုင်းသားဒေါ်လာရေးတပ်ဖွဲ့ချင်းချင်းကြားထဲမှာပါလေးနဲ့တတ်ရှူသွေးခွဲတဲ့သဘောတက်ရောက်နေတယ်လို့သူတို့ဘက်ကယူဆပါတယ်အဲ့တဲ့တင်မမှန်ဘူးလို့သိရပါတယ်အဲ့လိုမျိုးဒီမျိုးတစ်မျိုးသိဝါတပ်ဖွဲ့ပြီးမဟုတ်ဘူးဝါရဲ့ငကိုရှိတဲ့သူတို့ရဲ့ဒီအုပ်ချုပ်မှုနယ်မြေမှာရှိတဲ့မျိုးတွေပဲဖြစ်တယ်လို့ကျွန်တော်ကြားသိရပါတယ်အဲ့တော့သတင်းမီဒီယာတွေမှာတက်လာတိုင်းတိုင်းသားတော်လိုင်းတပ်ဖွဲ့ချင်းချင်းကြားထဲမှာသွေးခွဲစေတဲ့ထင်းအောင်မြင်အောင်မှားယွင်းမှုဖြစ်ပေါ်စေတဲ့အချက်လက်တွေကိုအထူးသတိထားပြီးဖတ်ရှုသူပြည်သူများကစဉ်းစားဖို့ဆက်ဆက်ဖို့တွေးခေါ်ဖို့လိုပါတယ်စင်ပေါ်ထော့ပေါ်လာတဲ့သတင်းမီဒီယာတစ်ခုရဲ့နောက်ဆက်တွဲကြရက်တွေကိုလည်းကြိုတင်တွက်ဆနိုင်စွမ်းရှိဖို့လိုပါတယ်ကျွန်တော်တို့အားလုံးဟာတွေးထက်တန်ယုံမှုအ ਨੇ ဆုံးနဲ့နော်မတက်တာလို့သာတာစခန်းတွေကိုပြစ်ခတ်တိုက်ခိုက်ပတ်ဖြတ်သိမ်းပိုက်ရတယ်တကယ်ကကျွန်တော်တို့အားလုံးကျွန်တော်တို့အခုတွေ့ရှိရတဲ့တိုင်းသားဒေါ်လာတပ်ဖွဲ့ခေါင်းဆောင်အားလုံးတိုင်းသားPDF တွေရောဒီဒေတာက KNDF အကုန်လုံးတရင်မှုတွေပြောမှုတွေလူငယ်တွေအကုန်လုံးကျွန်တော်မေးကြည့်ကြရသူတို့ဟာလူသားတဲ့အလုပ်ကိုနိုင်ငံသားချင်းသားတဲ့အလုပ်ကိုသူတို့မလုပ်ချင်ဘူးမတတ်ချင်ဘူးဖြစ်နိုင်ရင်အခုပြည်သူတွေကမ်းလှင့်လမ်းဖွင့်ပေးထားတဲ့ဘက်ကိုပူပေါင်းကူးပြောင်းလာခဲ့ပါကျွန်တော်တို့တွေကြိုးစိုးပေးနေမယ်ကျွန်တော်တို့ဒီလိုမျိုးနှိမ်နှင်းပြီးတော့ရဲဆက်ကြီးဒီလိုမျိုးတွေ့ပါလိမ့်မယ်ဖက်ခုံးမှာကျွန်တော်တနည်းကရောက်ခဲ့တဲ့ဖက်ခုံးမှာစုလိုက်ပြုံးလိုက်လက်နဲ့မချဘူးခံချတော့တော်လိုင်းဘက်သားတွေမှာအင်အားပူများလာတယ်ဒီဘာကြောင့်လဲဆိုတော့လူနားပြီမယ်ပေါက်တူးမှမနာပဲပေါက်တူးမနာတော့အင်အားတွေကပူများလာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီတွေမှာအင်အားတွေပူနဲလာတယ်နဲလာပြီးသူတို့ဟာဟိုရွာနေပြီးတော့ဇနပုတ်ကိုစုပ်ဇနပုတ်ကနေပြီးတော့ကြေးရမျိုးနဲ့အုပ်ချုပ်မှုနဲ့ရဲစခန်းမျိုးကိုခါစုပ်စုခဒီကနေ့မခဏတော့ခါတိုင်ရင်ကုန်းကြီးခါစုပ်ပြီးစုခလူနည်းဟိုကနေပေါ့10ယောက်ရှိတယ်9ယောက်သေးတာဒီက9ယောက်ပြန်စု10ယောက်ကတခါ6ယောက်သေးတော့4ယောက်နဲ့ဟို4ယောက်နဲ့ပြန်စုဆိုတော့နောက်ဆုံးကုန်းမှာသူတို့ခံနေပြီမဲ့လူနာပေမဲ့ပေါက်တူးမနာဘူးဆိုတာကိုသူတို့မစင်းစားဘူးနဲ့တူပါတယ်အဲ့တော့မနာတဲ့ပေါက်တူးတွေကညီချင်းလဲတူးပေးလို့ရတယ်လဲမျိုးလဲခုတ်လို့ရတယ်ဆိုတာဖက်စစ်အာဏာရှင်ကျန်းဖက်လက်ပါစီဖြစ်နောက်ဆုံးထွက်သက်တိမိုက်သွားနိုင်တဲ့လူတွေကိုစဉ်းစားစေချင်တယ်ဒါပေမဲ့လည်းဒီနေ့ကပဲကျွန်တော်
လိုက်တင်ပေးတဲ့ video file အချို့ပေါ့ဒါပေမဲ့ကျွန်တော် interview ခဲ့တာအများကြီးပါကျွန်တော်နဲ့စကားပြောခဲ့တာအများကြီးပါနော်ထပ်ပြီးတော့လည်းတင်ပေးစရာရှိပါတယ်ဘယ်ပြောင်းလာတဲ့စစ်တီအရာရှိတွေကျသူတို့ကြတော့လည်းအမှန်ကိုမြင်တယ်အမြင်မှန်ဖို့သိပြီဆိုတော့လည်းနားလေတယ်ဒါကြောင့်ဘာဖြစ်လဲအသက်ရှင်ချမ်းသာပျော်ရွှင်ခွင့်ရနေတယ်အသက်လည်းရှင်တယ်အေးစေးလေးချမ်းသာချမ်းသာနဲ့ပျော်ရွှင်စွာနေထိုင်ခွင့်သူတို့ရနေတယ်ဘာကြောင့်လဲသူတို့ဒီပြည်သူကိုတစ္ဆာစောင့်တည်ရမယ်ဆိုတဲ့သူတို့ဆိုနေတဲ့တစ္ဆာကိုနားလေတဲ့အတွက်ကြောင့်မင်းအောင်လှိုင်ဟာပြည်သူကိုတစ္ဆာစောင့်နေမဟုတ်ဘူးသူ့ကိုကြိုးစီးပွားတစ်ခုတည်းအတွက်သူလုပ်နေတာဖြစ်တယ်ဒါကြောင့်မလို့ငါတို့ဒီဆိုနေတဲ့တစ္ဆာတိုင်းပြည်သူကိုတစ္ဆာစောင့်တည်ဖို့ပြည်သူကိုတကယ်ကာကွယ်စောင့်ရှောက်ရန်အတွက်တော်လန်တိုက်ခတ်နေတော့တော်လိုင်းတပ်ဖွဲ့များနဲ့ကူပြောင်ပူပေါင်းခြင်းနီလန်တစ်ခုသာလေစစ်သားကောင်းတယောက်ရဲ့လုပ်ရဖြစ်တယ်လို့သူတို့ယုံကြည်ပြီးတော့ကူပြောင်ပူပေါင်းတောက်ပတဲ့မျိုးလုံးတွေနဲ့ပြည်သူရဲ့အပြုံးတွေကိုကြည်ရင်ဂုံယူခြင်းများစွာနဲ့စစ်သားတယောက်ဖြစ်သူတို့ထမ်းဆောင်နေကြတယ်ဒါပေမဲ့ဖက်စစ်လက်ပါစီရဲ့မိုင်မဲတဲ့တတဝါတချို့ကတော့အခုချိန်ထိဘယ်သူလာခံကြိုက်မယ်အမိတမောက်မောက်အဆွဲတဖူးဖွေးဖြစ်နေစေပါပဲဒါပေမဲ့နောက်ဆုံးတော့သူတို့တွေဟာအတုံးအယုံသွေးလူလူနဲ့ခွေးသေးကောင်ပုတ်တွေခွေးသေးကောင်တွေစုပြုံသူလိုဘဝကိုနောက်ဆုံးအနေနဲ့ညီကုန်းချုပ်ကြရတာပါပဲအဲ့တော့ဖက်စစ်အာနာရှင်မင်းအောင်လှိုင်လည်းပဲအခုဘယ်လောက်ဒီဖီယိုဖီယဖြစ်နေလဲအာဟိုတိုင်းမှုဖြုတ်ဒီတိုင်းမှုတဲ့ဒီကောင်တင်ဟိုကောင်ဖြုတ်အဲ့လိုဖီယိုဖီယလှုပ်လေခင်ဗျားတို့ရဲ့ညီကုန်းချုပ်ဖို့မြန်လေဆိုတာကိုတွေးတတ်အောင်ကြိုးစားပါမတွေးတတ်ဘူးဆိုရင်တော့ခင်ဗျားတို့ရဲ့အယိုးကိုမိသားစုတော်မြင်ခွင့်မရတဲ့ဘဝနဲ့ညီကုန်းချုပ်ရမယ်ဆိုတော့စဉ်းစားပါဟုတ်ကဲ့အဲ့တော့တော်လန်မနဲ့ခင်းမှာတောင်တန်းတနေရာကအေးမြခက်ခက်တုံနဲ့အေးမြတဲ့ဂျားကနေတနိုင်ငံလုံးမြန်မကြာအေးချမ်းတာယာပျော်ရွှင်နိုင်ပါစေလွတ်လပ်တဲ့ဘဝတွေကိုတိုင်းသားအားလုံးမြန်မကြာရရှိနိုင်ပါစေလက်ရှိဥဆောင်နေတဲ့စီရေးနိုင်ငံရေးခေါင်းဆောင်များအားလုံးလည်းအမျှော်မြင်ကြီးမားစွာနဲ့ Federal Democracy ပြည်ထောင်စုနိုင်ငံတော်တည်ကြီးကိုယာထားတဲ့ဂျားကာလအသွင်ကူးပြောင်းရေးအခြေကိုတူတွက်ပြီးခုချိန်တွေကစုဖွဲ့ပြင်ဆင်ချိတ်ဆက်လိုအပ်တာတွေအားလုံးကိုစူးစီးဆောင်ရွက်နိုင်ပါစေမင်းညကလည်းကျွန်တော်တိုင်းသားခေါင်းဆောင်တယောက်နဲ့စီရေးခေါင်းဆောင်တယောက်နဲ့နူးနူးထွေးထွေးလေးလေးစားစားဆွေးနွေးပြောစကားတွေအားရှိစရာကြားသိခဲ့ရပါတယ်ချင်းဒီအကြောင်းမျိုးမျိုးရတချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့အနေငယ်ဟာတော်လိုင်းရေးမှာထဲဝင်ပေါ်တင်ပါဝင်ခြင်းမရှိကြပေမဲ့သူတို့လက်ရှိဖြစ်တည်နေတဲ့ပထဝီအနေထားအရသူတို့ဖြတ်သန်းခဲ့တဲ့သူတို့ရဲ့မူဝါဒတွေအရသူတို့ရဲ့ကြံသောမျိုးနွယ်စုအားလုံးနဲ့ဆက်ဆောင်ရွက်နေရတဲ့လုပ်ငန်းအစိပ်ပိုင်းတွေအရတချို့သောတော်လိုင်းရေးတပ်ဖွဲ့တွေဟာအကြောင်းမျိုးကြောင့်ပေါ်ထင်လူလုံးမပြပေမဲ့နော်သူတို့ရဲ့နှလုံးသားနဲ့သူတို့ရဲ့နောက်ကဆောင်ရွက်ချက်တွေကတော့ပြည်သူလူထုတနည်းနည်းတမိုင်းမှန်ပေါ်လာတဲ့အချိန်မှာဂုံယူပွဲဟာသူတို့ဟာလည်းပဲဒီလိုမျိုးနူးညံ့သိမ်မွေ့တဲ့တင်းငါဗျူဟာတွေနဲ့နွေးတော်လိုင်းရေးကိုကူညီခဲ့တာပါလားဆိုတဲ့တမိုင်းစာမျက်နှာတွေပေါ်ထွက်လာကြမှာဖြစ်ပါတယ်မြည်တို့ဖြစ်စေအားရှိစရာကတော့တချို့သောတော်လိုင်းတပ်ဖွဲ့တွေတချို့သောတိုင်းရင်းသားတပ်ဖွဲ့တွေဟာအခုချိန်ထိဖက်စစ်အာဏာရှင်ကိုမတိုက်သေးပါလားမတိုက်ကြပါလားဘာလဲအာဏာရှင်နဲ့ပေါင်းပြီးတော့ငါတလောက်လူမျိုးပေါင်းစားနေကြတာလားလို့အတွေးရှိကြတဲ့လူတွေကိုကျွန်တော်ပြောချင်ပါတယ်ရှိတော့ရှိပါလိမ့်မယ်တစ်ဖွဲ့တလီတော့ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်လိုက်လံတွေးဆုံဆွေးနွေးစကားပြောကြည့်ချက်အရတော့ခုချိန်ကြီးမတိုက်သေးဘဲနဲ့ဖက်စစ်အာဏာရှင်နေနဲ့တနည်းတစ်ဖုံဆက်ဆက်နေဆဲရှိတယ်ဆိုတော့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေဟာလည်းပဲမနာပေးအားမွေးဓာသွေးနေကြတာကိုတွေ့ရပါတယ်ဒီတော့ဒေဂျာနာတော့မင်းအောင်လှိုင်ဟာအာဒီတိုင်းသားတော့ငါနဲ့ဘာစီညာစီဘာမူဝါဒဘာသဘောတူညီချက်ရှိထားလို့ငါဖက်တော်သားပဲလို့ तू ထင်ကောင်းထင်ပါလိမ့်မယ် तू ကယူနေတာကိုအာဒီတပ်ဖွဲ့ကတော့ငါအတွက်အမာခံပဲ तू ငါလုတ်ပန်ခွင့်တွေအများကြီးချပေးထားတယ် तू ကတော့ထင်ပါပဲအဲ့လုတ်ပန်ခွင့်တွေဟာလက်နက်စက်ရုံတွေဖြစ်ပြုတ်လုပ်ပြီးတော့ချိန်မရွေးအာဏာရှင်ညီကုန်းချုပ်ဖို့ဝုန်းဆိုထတောက်လာနိုင်တဲ့ရန်အိုကြီးဖြစ်နိုင်တယ်ဆိုတာလဲ तू မတွေးမနိုင်ဘူးဘာလို့ဆိုမင်းအောင်လှိုင်ဟာယူနေတာဟုတ်အခု तू ကတော့ထင်ပါပဲတိုင်းမှုတယောက်ကိုဖြုတ်နောက်တိုင်းမှုတယောက်ကိုထပ်ခန့်လိုက်လို့ရှိရင် तू ကဆွမ်းဆောင်ထက်မြက်လာလိမ့်မယ်လို့ तू ထင်လိမ့်မယ်အောက်ချိန်မှာတဖုံတယုံတီဆုံးနေတဲ့စစ်သားတွေဟာလုံးဝအန်ကျိတ်ပြီးတော့ငါတို့ဟာဘဝဆိုးနဲ့ညီကုန်းချော့ရတော့မှဒီအာနာရှင်တွေကြောက်ပဲဖြစ်တယ်အချိန်မရွေးနော်ငါကင်ထားတဲ့တနက်ပြောင်းဟာရှည်တန်းစစ်မြင့်များရှင်းမျက်နှာဝရုံသုံးကားအခြေအနေမှာငါ့ကိုမတရားတဲ့အမိန့်တွေပေးနေတဲ့စစ်ဗိုလ်တွေအတွက်ကိုလည်းလှည့်ပြီးသုံးလို့ရနိုင်တယ်ဆိုတဲ့အတွေးတွေတဖွာဖွာပေါ်ပေါက်နေတယ်ရောက်လာတဲ့တိုင်းမှုအစ်စ်ဆိုတာလဲဒီပုံတွေကဒီပဲစောက်သုံးကြတဲ့ကောင်မဟုတ်ဘူးလို့တွေးကြမှာပါတွေးနေကြတယ်ဒါကိုမင်းအွန်လိုင်းသိလိမ့်မလားမထင်နဲ့မင်းအွန်လိုင်းကယူနေတာဟုတ်
အဲ့တော့ယူသွတ်နေတဲ့တတဝါရိုင်းတယောက်လိုတကောင်လိုထင်ရမဲမြင်ရပြည်သူတိုင်းသားတယောက်လုံးမိရှို့ဖြက်စီးတပ်ဖြတ်ရန်စားရန်ကာရုပ်ကန်းနေတဲ့ဖက်စစ်အာဏာရှင်စနစ်တရက်အသက်ဆက်ရှင်ရင်တိုင်းပြည်တရက်ဆက်နာမယ်ဖက်စစ်မင်းအောင်လှိုင်ရဲ့ဗက်သားတွေလည်းအသက်တွေမြောက်များစွာဆက်လက်ဆုံးရှုံးမယ်အဲ့တော့တရက်ဆက်ရှင်ခွင့်ပေးတော်သူတိုင်းဒီမျိုးသားတစ္ဆာဖောက်ဖြစ်ပြီးတရက်ဆက်ရှင်ခွင့်မရစေဘူးဆိုပြီးကြိုးပမ်းသူတိုင်းဒီပြည်သူသူရဲကောင်းများသာဖြစ်တယ်အဲ့တော့ပြည်သူသူရဲကောင်းများအားလုံးစူးစီးညီညွတ်စွာနဲ့ဖက်စစ်အာဏာရှင်စနစ်ကိုချိန်တိုတွင်းမြန်မာလိုဟာတာဆွတ်ပြောရင်တော့မဲ့ဖို့လို့သူတို့ရည်မှန်းနေတဲ့နေရာကိုရက်တိုနဲ့ရောက်အောင်အတူတူပို့ကြပါစို့နိဗ္ဗာန်ဆိုတာတော့ယူသွနေတဲ့အာနာယူတွက်ကတော့နိဗ္ဗာန်ရောက်เสียအကြောင်းမရှိပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်တောင်တန်းပြတင်နေရကနှုတ်ဆက်ပါတယ်